တင်ငန်းကြီးမြို့နယ်ငမိုးရိပ်ရက်ကွက်ငမိုးရိပ်နှစ်လမ်းမှာစံပြစည်းအနီးမှာ6တက်ရဲ့ဒုတိယတက်ကိုတိုက်ခန်းရောက်ပါမယ်ခင်ဗျာအကျယ်က12ပေ50ဖြစ်ပြီးအခန်းတစ်ခန်းပါပါတယ်BCC ကြပြီးလို့ဘန်းရေးကြနဲ့လည်းဝယ်လို့ရပါတယ်ရောင်းဈေးက3450ညီနေစည်းနဲ့ရောင်းချပေးပါမယ်တိုက်ခန်းဝယ်ယူမယ်ဆိုရင်39ခွန်ကို56933ညကိုဆက်သွယ်လို့ရပါတယ်မိဘကမ်းမှာကျွေးပြတဲ့ခင်းကိုယ်တိုင်အင်းသားလည်းတတ်ထားပါတယ်ရေချိုကမ်းပါပါတယ်ရေက2မျိုးရပါတယ်အဝေးစည်းနဲ့ကျိုးပြူရေပါ pressure ပန်လည်းရေချိုကမ်းနဲ့မှတတ်ထားပေးပါတယ်ရှောင်းလန်းကလည်းကျေပါတယ်အိတ်ခမ်းကလည်းကျေပါတယ်ခင်ဗျာအိတ်ခမ်းထဲမှာမီးတွေတတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အပြင်ကိုထွက်တဲ့အခါမှာပါကေးအထူစားရေးခင်းထားတာမြင်တွေ့ရမှာဖြစ်ပါတယ်တန်မန်းဆန်းရှိတ်တွေလည်းကျွန်တော်တို့တတ်ထားပါတယ်မျက်နှာချင်းဆိုင်မှာစာတင်ကြောင်းရှိလို့တိုင်မြင်နေမရှိပါဘူးအခုလိုကျွန်တော်ရဲ့ post ကိုအစားဆုံးကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ